အားလုံးပဲမင်္ဂလာပါဗေဒါကုတ်ကနေပြန်လဲကြိုဆိုပါတယ်အရင်ရှေ့ရတဲ့ဘုတ်မှာ street structure ကငလျင်တန်းခိုင်နိုင်နေဆိုတာမှန်ကန်ရင်လားဆိုတဲ့ကောင်းစဉ်နဲ့ကျွန်တော်တို့ပြောခဲ့ကြပါတယ်ဒီနေ့မှာတော့ street structure မှာသုံးကြတဲ့အသုံးများကြတဲ့ connection တွေအကြောင်းမျိုးစားတွေအကြောင်းပြောကြရအောင်ပါ street structure မှာစာအုပ်ပေတဲ့နဲ့စက်ရုံအလုပ်ရုံလိုမျိုး warehouse တွေအတွက်ဆိုပြီးအဓိက2မျိုးရှိမယ်လို့ပြောလို့ရပါလိမ့်မယ်အဲ့တော့ connection ဆိုတာပါလဲဆက်တွေ့လိုက်ကြရအောင် connection ဆိုတာတော့ရှင်းပါတယ်မြန်မာလိုဘာသာပြန်ကြည့်ရင်ကိုဆက်တွေ့ပေးခြင်းပေါ့ဘယ်လိုမျိုးလဲဆိုရင် steam member တွေတစ်ခုနဲ့တစ်ခုပြီးတော့တယောက်တဲ့ဝန်တွေလုပ်တွေကိုတွားစေခြင်းတဲ့ပုံစံတိုင်းလွဲပြောင်းပေးနိုင်အောင်ချိတ်ဆက်ထားတဲ့ jacket စိတ်ပိုင်းကို connection လို့ခေါ်တာဖြစ်ပါတယ် steam structure မှာ structure ရဲ့အောင်မြင်မှု 50% က connection ပေါ်မူတည်တယ်လို့တော့ပြောလို့ရပါတယ် steam မှာသုံးကြတဲ့ connection တွေကိုမျိုးစားခွဲရမယ်ဆိုရင်တာမန်အားဖြင့် Go and net တိုင်းနဲ့ wedding တိုင်းဆိုပြီးရှိတယ်လို့ loading အရဘုံအားအရဆိုရင်လည်း shear connection နဲ့ movement connection ဆိုပြီးရှိပါတယ်ဒီခေါ်ကတော့ညာရဲ့နည်းနည်းဆန်တာပေါ့နော်ပထမဆုံး board connection တွေအကြောင်းကျွန်တော်တို့ပြောကြရအောင်ဒီမျိုးစားကတော့ board တွေ net တွေနဲ့သုံးပြီးချိတ်ဆက်တာပါ board တွေ net တွေနဲ့သုံးတဲ့ connection ရဲ့အတားချက်ကတက်စင်ရလွယ်ကူပြီးလောက်သားကျွမ်းကျင်ဖို့အများကြီးမလိုတာပါပဲအသေးတက်စင်ထားခြင်းမျိုးမဟုတ်တဲ့အတွက်နောက်တစ်ချိန်ပြန်လဲသုံးပြုဖို့ပြန်လဲဖြုတ်ဖို့အတွက်လည်းအဆင်ပြေတဲ့ပုံစံလို့ပြောလို့ရပါတယ်အရာရာတိုင်းမှာအားတာချက်ချင်းအမြဲရှိနေတာတော့မဟုတ်ပါဘူးအားနဲ့ချက်တော့ရှိနေကြစတယ်ဒီတော့ဒီ board and net connection ရဲ့အားနဲ့ချက်ကအပေါက်ဖောက်ဖို့လိုပြီးခါတလေအခက်မသိရင်တလေးဖြစ်နိုင်ချေရှိတတ်တာမျိုးဖြစ်ပါတယ်ဒါပထမမျိုးစားပါပြီးရင်နောက်တစ်မျိုးဖြစ်တဲ့ wedding type ဖြစ်တဲ့ wedding connection မျိုးစားကတော့ steam member တွေကိုအခုသုံးပြီးပေါင်းထက်တာမျိုးဖြစ်ပါတယ်မြန်မာမှုပြုပြီးကျွန်တော်တို့ခေါ်ရမယ်ဆိုရင် wedding ဆိုကြတယ်ပေါ့နော်ဒီ wedding သုံးဆက်တဲ့ connection ရဲ့အားတာချက်က rigid connection ရတယ်ပြီးမြန်မာလိုကြီးပြောရမယ်ဆိုရင်အသေးခိုင်နေပေါ့ဗျာဒီတော့ဘိုးတိုင်းလိုမျိုး slate မရှိတော့ပါပဲဒါပေမဲ့သူ့မှာလည်းအားနည်းချက်ရှိပါတယ်အားနည်းချက်တွေက scale ဝယ်တာလိုတယ် wedding ကျွမ်းကျင်တဲ့လုပ်သားလိုရတယ်ပေါ့နော်နောက်တစ်ခုက site မှာပဲ wedding လုပ်ရတာမျိုးဖြစ်လာတဲ့အခါ wedding အရေးသွေးထိန်းချုပ်ဖို့ခက်ခဲတာဖြစ်ပါတယ် wedding အရေးသွေးတခြားစစ်ပေးနိုင်ဖို့စစ်ဖို့လိုအပ်တာမျိုးဖြစ်ပါတယ်မဟုတ်ရင်အရေးသွေးညံ့ပြီးခန့်ခန့်မှုထိခိုက်ပါလိမ့်မယ်ဒါတွေကအများနားလဲလွယ်တဲ့ပုံစံနဲ့ပြောသွားတာဖြစ်ပါတယ်ဆက်လက်ပြီး connection အမျိုးအစားတွေကိုဒုတိယပိုင်းအနေနဲ့ပြောပြသွားပါမယ်ဒီအပိုင်းမှာတော့လက်တွေ့သုံးနေကြတဲ့ connection တွေခေါ်ပုံကိုပြောပြပေးသွားမှာဖြစ်လို့ဆက်ပြီးနားထောင်ပေးကြဖို့တိုက်တွန်းပါတယ်ကျွန်တော်တို့ကြောင့်အသည့်တစ်ခုရတဲ့အသုံးဝင်နေဆိုရင် comment မှာပြောပြသွားကြဖို့လည်းတောင်းဆိုပါတယ်ဒါမှကျွန်တော်တို့လည်းအားရှိမယ်ပေါ့နော်အားလုံးအန်ဒီရဲ့ကင်းပြီးကျန်းကျန်းမာမာနဲ့ဖြန့်တန်းကြပါစေလို့ကျွန်တော်တို့ဗေဒါကုတ်ကနေဆုတောင်းပေးလိုက်ရပါတယ်